ရွှေညောအိဆာတရားမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးပညာအားခံယူထားကြသောပညာညီကိုမောင်နှမများနဲ့တကွမိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စေးရေးသားပြုစုထားသောရွှေညောအိဆာတရားမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနဲ့သက်ဆိုင်သည့်ဘဟုတုတစာသူများမှနံပါတ်49ရေပြင်ပေါ်လမ်းလျှောက်ကတကိုးပြသည့်အဘဆရာပြုနှင့်အဘဘိုးတော်ဟန်တို့၏ဘုံကံပါရမီဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရေပြင်ပေါ်လမ်းလျှောက်ကတကိုးပြသည့်အဘဆရာပြုနှင့်အဘဘိုးတော်ဟန်တို့၏ဘုံကံပါရမီကျွန်ုပ်နတ်စေးသည်ရွှေညောအိဆာတရားမေဒီစေကိုင်းတော်ကြီးဂိုင်းတော်ချုပ်အဘဘိုးတော်ဟန်၏ပူဇော်ဝဲအား1989သို့မဟုတ်1988ခုနှစ်၌စတင်တက်ရောက်ခွင့်ပူဇော်ခွင့်ရခဲ့၏ကျေးဇူးရှင်ဖေကြီးဦးမြခင်သားတပည့်ရင်ဖြစ်သောကျွန်ုပ်၏ဖခင်ကြီးဆရာကြီးဦးကျော်နှင့်အဖေကြီးဦးမြခင်သားတပည့်အချို့သည်၎င်းတို့၏တပည့်သားသမီးမြေးမြစ်တို့သည်၎င်းဂိုင်းတော်ချုပ်အဘဘိုးတော်ဟန်၏ဘူမိနတ်တန်ဌာနေဖြစ်သောဒနုပြူမြို့သို့တွားရောက်ကပူဇော်ကြ၏ထိုချိန်ကာလ၌ယခုကာလကဲ့သို့ကားလမ်းများမပေါ်ပေါက်သေးသည်ဖြစ်ရာသင်္ဘောကြီးများစီး၍တည၏ခရီးသွားကြရ၏ထိုသင်္ဘောကြီးများပေါ်၌ပင်ပူဇော်ဝဲ၌လှူဒန်းရအတွက်ငွေပရိသတ်ပင်များပြုလုပ်ကြ၏ဘိုးစီဒိုးပများတီးမှုတ်၍ဂိုင်းတော်တခြင်းများတီးဆိုကြ၏ထို့သောတီးဆိုတီးမှုတ်နေကြသောတခြင်းများနှင့်မြန်ပြီးမှကြော်ကားကြရွှင်ကြော်တယ်လားဟိဘုံတင်ခဲ့ပြီးလာပါပြီအဖေဟန်တီထောင်ထားရွှေဂိုင်းတော်ကြီးပေါ်ထွန်းလာပါပြီဟုသောစာပိုက်အားကောင်းစွာမှတ်မိနေလေ၏ထိုစာပိုက်တီးဆိုပြီးသည်နှင့်ဘိုးစီတို့ဘက်ဝလခုတ်လကွင်းတီးခတ်သူများမှမြိုင်ဆိုင်မြူးကြွတီးခတ်ကြသည်ဖြစ်ရာဝါသနာပါသူဆရာမချို့သည်ခံရမထလျက်ကွေးနေအောင်ကားကြလေ၏ထိုချက်ကြောင့်ပင်ထိုသချင်းစာသားအားယခုထက်တိုင်မှတ်မိနေခြင်းဖြစ်နိုင်၏ကျွန်ုပ်တို့မိသားစုသည်ဂိုင်းတော်ချုပ်အဘဘိုးတော်ဟန်နောက်ဆုံးနေထိုင်၍ထွက်ရစကန်မြန်းကြရာနေအိမ်ဂိုင်းတော်ချုပ်၏ဇနီးအမေကြီးတော်ဖွားခင်နေအိမ်လက်ရှိပူဇော်ပွဲကျင်းပသောအိမ်မဟုတ်ပါအရှိစာသင်ကျောင်းလေး၌တဲခိုရ၏ကျွန်တော်၏ဦးလေးဖြစ်သူအဘတူဆရာကြီးဦးတန်းမြင့်ခေါ်ဆရာကြီးဦးတူကတုံကနိသည်ထိုအချိန်မှစကားကွယ်လွန်သည့်အချိန်ထိပူဇော်ပွဲတက်ရောက်လာသူများအားသမင်းဟင်းငန်းပြာ၏ချက်တို့ဖြင့်ဆယ်စုနှစ်များစွာလှူဒန်းခဲ့၏အနုပြမြို့တွင်ကျင်းပသောအဘဘိုးတော်ဟန်အားပူဇော်သည့်ပူဇော်ဝဲကာလတို့၌ထူးခြားမှုများမကြာခဏဖြစ်ပေါ်လေရှိပူဇော်ဝဲတွင်လှူဒန်းထားသောတောက်တော်ရေကွက်များမှရေရှမ်းကြလာခြင်းဝဲုံသည့်အညာများတိသားစွာလှုပ်ရမ်းခြင်းအဘဆရာတော်ကြီးများကိုယ်တင်ပြကြောက်ရွံ့တော်မူခြင်းများသည်အမှန်တကယ်ဖြစ်ခဲ့သောထူးခြားမှုများဖြစ်၏လူသိနေခဲ့သောအကြောင်းအရာများလည်းဖြစ်၏1980ကျော်ခုနှစ်ပူဇော်ဝဲ၌အဘဘိုးတော်ဟန်၏ရုပ်ကလတ်တီရှိရာအုတ်ဂူတွင်ထူးခြားမှုတစ်ခုဖြစ်ပေါ်ခဲ့၏အုတ်ဂူပတ်လက်ရှိတစ်ပင်ကြီးငယ်အမျိုးမျိုးတို့၏သိရွက်တို့၌ဗိန္ဓုစမာများထင်ရှားစွာပေါ်လာခဲ့၏ကျွန်ုပ်ကိုယ်တိုင်ပါဝင်ပူဇော်ဝဲတက်ရောက်ကြသူတိုင်းမြင်တွေ့ကြရခြင်းဖြစ်၏အချို့သောထူးခြားချက်များသည်အလုံးပင်စမ်းကြယ်လှသည်ဖြစ်ရာနာယကကြီးဆရာကြီးဦးစံသိန်းနှင့်အနည်းငယ်တပည့်ကြီးအချို့သာသိကြလေ၏ကျွန်ုပ်သည်ဒနုပြူမြို့အဘဘိုးတော်ဟန်ပူဇော်ဝဲအား1996ခုနှစ်တွင်တက်ရောက်ပူဇော်ပြီးသည့်နောက်အလုတ်တာဝန်များဖြင့်ဥရောပတိုင်းပြည်တစ်ခု၌ခုနှစ်ပေါင်းများစွာနေထိုင်ခဲ့ရသည်ဖြစ်ရာ23နှစ်အကြာယခုနှစ်2019အဘဘိုးတော်ဟန်ပူဇော်ဝဲကြီးသို့တဖန်ပြန်လည်၍တက်ရောက်ပူဇော်ခွင့်ရခဲ့၏ထိုအခါကျွန်ုပ်၏ဖခင်ကြီးရှိစဉ်အခါကတစုံတစကြားခဲ့ဘူးသောအသေးအချာမှတ်မိ၍ရေးသားတင်ပြခွင့်မကြုံခဲ့သောအလွန်စမ်းကြယ်၍အလွန်ဂုဏ်ယူမြတ်နိုးဝဲကောင်းလာသည့်ဖြစ်ရမှန်စမ်းကြယ်မှုတစ်ခုအားပြန်လည်တတိယခွင့်ရခဲ့လေ၏တိကျသိရှိမှတ်သားခွင့်ရခဲ့လေ၏ကျွန်ုပ်တို့အားလုံး၏ကျေးဇူးရှင်ဂိုင်းတော်ချုပ်အဘဘိုးတော်ဟန်၏ထူးခြားလာသောပါရမီဘုံငံနှင့်အဘဆရာတော်ကြီးအဘဆရာပြိုး၏ဝိဇ္ဇာတကူကိုသိသာထင်ရှားစွာလေ့လာခွင့်ရသောဖြစ်ရမှန်အကြောင်းအရာဟုဆိုရမည်ဖြစ်၏ရွှေညောအိဆာတရားမေဒီစေကိုင်းတော်ချုပ်အဘဘိုးတော်ဟန်သည်အေယာဝတီတိုင်းဒနုပြူမြို့နန်းတော်ကုန်းအရပ်၌နေထိုင်ခဲ့လေ၏အဘဘိုးတော်၏ဆရာဖြစ်သူအဘဘိုးတော်ပွင့်ထွက်ရစခန်းမြန်တော်မူပြီးသည့်နောက်အဘဘိုးတော်ဟန်သည်နန်းတော်ကုန်းအရပ်ရှိနေ၌နေထိုင်ကပယောဂကုသခြင်းပညာပေးခြင်းများပြုလုပ်ခဲ့၏ထို့ပြင်ထွက်ရလမ်းအတွက်လိုအပ်သောကျင့်ကြံအားထုတ်မှုများအားဇွဲလုံးလာကြီးစွာ
ဖြည့်စည်းခဲ့၏အဘဘိုးတော်ဟန်၏အဘိုးဆရာသခင်ဖြစ်တော်မူသောအဘဆရာပြုအဘဘိုးတော်ပြုသည်အဘဘိုးတော်ဟန်နေထိုင်ရာနန်းတော်ကိုနေအိမ်သို့ကြွရောက်လေရှိထွက်ရစကန်သို့ထွက်တော်မူပြီးသည်ဖြစ်သောညာကိုယ်တိုင်ကိုကြရသေးဝိလူပုဂ္ဂိုလ်အသွင်ဖြင့်ကြွရောက်ကလိုအပ်သောကျင့်စဉ်များအားလမ်းညွှန်တင်ပြလေရှိတကြိမ်ကြွလျင်9ရက်တစ်ပတ်နေထိုင်ကစမများချီးမြှင့်ခြင်းကျင့်စဉ်ကျင့်ရများတင်ကြားပေးခြင်းများပြုလုပ်ပေးလေရှိဝိဇ္ဇရိုရှင်သူများအဘဆရာပြု၏ညွှန်ကြားချက်များလမ်းညွှန်ပြသသောကျင့်စဉ်များအားအဘဘိုးတော်ဟန်သည်လေးလေးနက်နက်ခံယူ၏ကျင့်ကြံ၏အားထုတ်၏အဘဆရာပြုပြန်ကြွသည့်အခါထိုအိမ်ဝန်းရှိ၌ပေါက်နေသောခရီးပင်နှင့်ထမ်းပင်နှစ်ပင်အကြားတွင်ရက်လျက်ကြော့ခံလေရှိအဘဘိုးတော်ဟန်နှင့်သားဖြစ်သူဆရာကြီးဦးစံသိန်းထိုစဉ်ကဆယ်ကျော်သက်အရွယ်သည်အဘဆရာပြုအားယိုသေးလေးစားစွာရှင်ခိုးကြော့ကြ၏ထို့နောက်အဘဆရာပြုသည်ထမ်းပင်နှင့်ခရီးပင်ကြားမှတည်ငြိမ်သောခြေလမ်းများဖြင့်စတင်ထွက်ခွာ၏ထို့နောက်မြစ်ကမ်းတာပေါင်ပေါ်သို့တက်လန်း၏မြစ်ကမ်းတာပေါင်မှဆင်းသက်ပြီးလျှင်အေယာဝတီမြစ်ရေပြင်ပေါ်သို့မနေလုံးမမြန်လွန်သောခြေလမ်းများဖြင့်စတင်လျှောက်လန်းလေ၏ကျေပြောလာသည့်မြစ်ရေပြင်အားမြေပြင်လားတည်ငြိမ်သောခြေလမ်းများဖြင့်တလန်းချင်းလျှောက်လန်းကဝိဇ္ဇာတကူအားပြသလျက်တစ်ဖက်ကမ်းရောက်တွင်ပျောက်ကွယ်သွားလေတော့၏အဘဆရာပြု၏တကူဆွမ်းအားမျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရသောစေကျော်သက်ရွယ်ဆရာကြီးဦးစံသိန်းသည်အံ့ဩစိတ်ဝမ်းသာကြည်နူးစိတ်တို့ဖြင့်အကျဉ်းချင်းခါခါရှင်ကိုကြော့ခဲ့တော်၏ယခုအခါထိုသမိုင်းဝင်နန်းတော်ကိုနေအိမ်လေးအားအခြားသူများမှပြန်လည်တည်ဆောက်၍နေထိုင်လျက်ရှိတို့ရတွင်ဝိဇ္ဇာရှင်သူများအဘဆရာပြုပြန်လည်ထွက်ခွာနေတိုင်းရက်တော်မူလေးရှိသည့်ခရီးပင်နှင့်ထမ်းပင်လေးသည်ယခုထက်တိုင်းမပြတ်မစီဆက်လက်ရှင်သန်လျက်ရှိလေ၏အထက်ပါကြောင်းရအားဆရာကြီးဦးစံသိန်းသည်အနည်းနှင့်တပည့်ချင်းဖြစ်သူဆရာကြီးဦးအောင်မျိုးညွန့်အပါဝင်၎င်း၏တပည့်ကြီးချို့အားပြောပြခဲ့လေ၏ကျွန်ုပ်မှလေးစားစွာတောင်းဆိုမှုကြောင့်ဆရာကြီးဦးအောင်မျိုးညွန့်သည်ပူဇော်ဝဲကာလတွင်အဘဘိုးတော်ဟန်ရုပ်လုံးတော်ရှိအဘဘိုးတော်ဟန်အိတ်ဆက်အနားယူခဲ့ရာကရင်ချေရင်တွင်ပြည့်ပြည့်စုံစုံပြန်လည်ပြောပြခဲ့၏တည်တင်တည်တိုက်သည်များအားစေတနာမေတ္တာအပြည့်ဖြင့်အချင်းယူပြောပြပေးခဲ့ပါသောဆရာကြီးဦးအောင်မျိုးညွန့်နှင့်ဆရာကြီးဦးတင်အောင်တို့အားရိုသေလေးစားစွာဂါရဝပြုကြော့အပ်ပါသည်ခမညာဒါကတော့ဆရာနှစေရေးသားပြုစုထားသောရွှေညောအိဆာတရားမိတ်တိစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနံပါတ်49ရေးပြင်ပေါ်လမ်းလျှောက်ကတကိုးပြသည့်အဘဆရာပြုနှင့်အဘဘိုးတော်ဟန်တို့၏ဘုံကံပါရမီဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့ခြင်းပဲဖြစ်ပါရခမညာ